လူလောကအတိုင်းဝိုင်းထဲမှာပညာရှိဆိုတဲ့ပုဂ္ဂိုလ်ရဲ့ဥဆောင်ညွှန်ကြားမှုရမှလူလောကကြီးဟာကြီးပွားတိုးတက်တာဖြစ်တယ်။တိုင်းပြည်တစ်ပြည်မှာလည်းပဲပညာရှိပုဂ္ဂိုလ်ဆိုမတ္တမအရေးကြီးတယ်။ပညာရှိကင်းမဲ့တဲ့တိုင်းပြည်ဟာအောင်မြင်မှုမရနိုင်ဘူးပေါ့။ပြည်မျက်လုံးလို့ခေါ်တယ်။တိုင်းပြည်ရဲ့မျက်လုံးတစ်ဖွဲ့ဖြစ်တဲ့ပညာရှိပုဂ္ဂိုလ်တိုင်းပြည်မှာရှိမှသာလေကြီးပွားတိုးတက်တယ်လူအတိုင်းဝိုင်းထဲမှာလည်းပညာရှိပုဂ္ဂိုလ်အလွန်အရေးကြီးတယ်လောကမှာပညာကသာလဲဥဆောင်မှုပေးသွားတယ်ဆိုတာအလွန်ထင်ရှားတယ်အမှန်တရားကိုသိဖို့တရားတွေကိုဆင်းရဲဒုက္ခကလွတ်မြောက်အောင်ကယ်တင်နိုင်ဖို့ဆိုတဲ့နေရာမြတ်စွာဘုရားလိုပညာရှိပုဂ္ဂိုလ်မှသာစွမ်းဆောင်နိုင်တာဖြစ်တယ်ပေါ့ဒါကြောင့်မို့အရာရာဟာပညာကသာတာပဲဖြစ်တယ်ပညာဟာတကယ်ကိုတန်ဖိုးရှိလို့ပညာတန်ဖိုးရှိတော့ပညာရှိပုဂ္ဂိုလ်ဟာလည်းတန်ဖိုးရှိတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကပညာရှိရဲ့စံနှုန်းကိုဟောပြောဆုံးမတဲ့အခါနတေနပန္တိတောဟောတိယာဝတာဘဟုပါတတိစကားအများကြီးပြောတာနဲ့ပညာရှိလို့ခေါ်ရမှာတော့မဟုတ်ဘူးလို့မြတ်စွာဘုရားတတိပေးတယ်လောကမှာတချို့ဟာစကားတွေအများကြီးပြောတယ်အဲ့ဒီပြောတာနဲ့ပညာရှိလုပ်နေတဲ့ပုဂ္ဂိုလ်လည်းရှိတတ်သေးတယ်ပေါ့နော်ခေမီအဝေရီအဘယောပညာရှိကိုအကြောင်းပြုလာလို့ရှိရင်လူတွေမှာဘေးရန်အန္တရာယ်ဆိုတာဘယ်တော့မှမဖြစ်ဘူးလူဘဝမှာအန္တရာယ်ကြုံရတယ်ဆိုတာပညာရှိကြောင့်ဘယ်တော့မှမဖြစ်ဘူးပညာရှိကြောင့်ဘယ်တော့မှရန်သူဆိုတာမရှိဘူးပညာရှိကြောင့်မဲ့ဖွယ်ဘေးတွေကြုံတွေ့တယ်ဆိုတာလည်းမရှိဘူးဒါကြောင့်မို့ခေမီငြိမ်းချမ်းတယ်ငြိမ်းချမ်းမှုတွေကိုပေးစွမ်းနိုင်တယ်အဝေရီရန်ကင်းမှုပေးစွမ်းနိုင်တယ်အဘယဘေးရန်ကင်းကွာမှုတွေကိုပေးစွမ်းနိုင်တယ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးမှတကယ်ပညာရှိလို့မြတ်စွာဘုရားကစံနှုန်းအနေနဲ့သတ်မှတ်ပြီးတော့ပြမင်္ဂလာသုတ်တံမှာလည်းပဲပဏိတာနေသသေဝနာလို့ဆိုကြီးပွားတိုးတက်ဖို့အတွက်အရေးကြီးဆုံးအစအဆုံးဘဝမှာစတင်မှုအရေးကြီးဆုံးအချက်ကိုဖော်ပြတဲ့အခါပညာရှိပေါင်းသင်းဆက်ဆံပြီးပညာရှိရဲ့စကားနားထောင်မှုပညာရှိနဲ့အတူတွဲဖက်ပြီးတော့အလုံးလုံးဖို့ဆိုတာမြတ်စွာဘုရားပဏိတာနေသသေဝနာဆိုတဲ့စကားလုံးမင်္ဂလာသုတ်တံဟောပြောတာဖြစ်တယ်ပေါ့အဲ့တော့ပဏိတလို့ဆိုတဲ့ပညာရှိပုဂ္ဂိုလ်ဆိုဘယ်လိုပုဂ္ဂိုလ်မျိုးလဲလို့ဆိုပညာရှိဆိုတဲ့ပုဂ္ဂိုလ်ဘယ်တော့မှတစ်ဖက်သားဒုက္ခရောက်အောင်မကြံတွေးဘူးတစ်ဖက်သားဒုက္ခရောက်စေမဲ့အတွေးမျိုးမတွေးဘူးတစ်ဖက်သားဒုက္ခရောက်စေမဲ့အပြောမျိုးဘယ်တော့မှမပြောဘူးတစ်ဖက်သားဒုက္ခရောက်စေမဲ့အလုပ်မျိုးကိုဘယ်တော့မှမလုပ်ဘူးဒီစံ၃ရက်နဲ့လေပညာရှိဆိုတာသတ်မှတ်ဖော်ပြထားတာဖြစ်တယ်သူစိန်တိတစိန်တိအပြစ်ကင်းတဲ့အကြံအတွေးမျိုးသာရှိတယ်သူဘာတိတဘာတိကောင်းကျိုးချမ်းသာကိုဖြစ်ပွားစေနိုင်တဲ့အပြောအဆိုမျိုးကိုသာပြောဆိုသူကတကမ္မကာတစ်ဖက်သားအကျိုးဖြစ်ထိုးမဲ့အလုပ်မျိုးကိုသာလုပ်တယ်အဲ့ဒါပညာရှိရဲ့သွင်ပြင်လက္ခဏာပဲလို့အင်္ဂုတ္တရနိကေမှာမြတ်စွာဘုရားစံအနေနဲ့ထုတ်ဖော်ဟောကြားထားတာအမှန်တမ်းအရေးပါတယ်